မင်္ဂလာပါရှင်ဒီနေ့စံမမေပြောပြချင်တာကစံမမေတို့သားမီးအတွက်သားငယ်ငယ်လေးကအမြဲပုံမှန်လုပ်ဖြစ်ခဲ့တဲ့အလေးအကျင့်ကောင်းလေးတစ်ခုကိုပြောပြချင်တာပါဒါကတော့ကျမတို့သားမီးမြောက်ကလမ်းထူလျှောက်ခြင်းပဲဖြစ်ပါတယ်မမေတို့ကိုလည်းလုပ်ကြည့်ဖို့ဒီနေရာကနေတိုက်တွန်းချင်ပါတယ်နော်မိခင်နဲ့ကလေးတွေဖခင်နဲ့အတူလမ်းတူလျှောက်ခြင်းကအကျိုးကျေးဇူးဘယ်လောက်များရှိရဲဆိုတာကိုကျမပြောပြပြရစီနော်ကျမစံမမီကတော့သား6နှစ်9နှစ်အရွယ်လောက်ထဲကသားနဲ့အတူမကြာလမ်းလျှောက်ပေးဖြစ်ခဲ့ပါတယ်တပတ်မှာအနည်းဆုံးတစ်ချိန်လောက်တော့သားနဲ့အတူလမ်းလျှောက်ဖြစ်ပါတယ်ရှင်ဒီလိုလမ်းလျှောက်ခြင်းကတကူတက exercise လုပ်စရာမလိုပါဘူးသားနဲ့စကားပြောချိန်လည်းပိုရပါတယ်သားရဲ့ရင်ထဲကအကြောင်းလေးတွေကိုလည်းပို့ပြီးတော့နားထောင်ဖြစ်ပါတယ်အဲ့ဒီလိုအကျိုးကျေးဇူးများပါတယ်မမေတို့ရေကျမအတွက်ကတော့တပတ်တစ်ချိန်နှစ်ချိန်လောက်လိုအပ်တဲ့မိဖို့ကြောင့်ပစ္စည်းလေးတွေဝယ်တဲ့အခါမှာဆိုလို့ရှိရင်သားကိုအမြဲတမ်းခေါ်ပါတတ်ပါတယ်အခုအရွယ်ထိရောက်အောင်သားနဲ့အတူကျမသွားပါတယ်အခုအရွယ်မှာတော့သားလေးကိုကျမကအခုညီတောင်းတာပေါ့နော်သားလေးရေမမေကိုလိုက်ပြီးတော့ကုသေးပါအောင်ဆိုတဲ့စကားလုံးလေးနဲ့အခုညီတောင်းပြီးတော့သားမီးနှစ်ယောက်လမ်းလျှောက်ခြင်းအလေးကိုအတူလှုပ်ဆောင်ပါတယ်သားကြိုက်တဲ့မုံလေးတွေကိုလည်းဝဲချမ်းပြီးကျွေးခြင်းနဲ့အတူဈေးရွေရဲ့အထာကိုလည်းသားကပတ်ဝန်းကျင်ရဲ့သဘာဝတွေကိုလည်းသားအနေနဲ့ observation သူကိုယ်တိုင်လုပ်နိုင်တဲ့ကောင်းကျိုးလေးတွေရပါတယ်မမေတို့ရေစိတ်ပိုင်းဆိုင်ရာနဲ့မိသားစုဆက်ဆံရေးအတွက်ကတော့အတူလမ်းလျှောက်ချိန်မှာစကားပြောခြင်းအတွေးခေါ်မျှဝေခြင်းကမိသားစုအတွင်း၌ယုံကြည်မှုတွေကိုတိုးတက်စေပါတယ်။တဘာဝပတ်ဝန်းကျင်ထဲမှာလမ်းလျှောက်ခြင်းကစိတ်အပန်းဖြေစေပြီးတော့မိဘနဲ့သားသမီးနှစ်ဦးစလုံးအတွက်စိတ်ကြည်နပ်မှုကိုပေးနိုင်ပါတယ်။တဘာဝပတ်ဝန်းကျင်တက်မရှိရင်တော့မှခုနကတော့ကျမပြောခဲ့သလိုမိမိတို့ရဲ့အိမ်ပတ်ဝန်းကျင်မှာလည်းရှောက်နိုင်ပါတယ်ဈေးတူသွားလို့လည်းရပါတယ်နော်လမ်းတူရှောက်ခြင်းကြောင့်မလို့မိသားစုအတွက်တန်ဖိုးရှိတဲ့မမေ့နိုင်တဲ့အမှတ်တရတွေကိုလည်းရရှိနိုင်ပါသေးတယ်မမေတို့ရေခန္ဓာကိုယ်အတွက်ကတော့လမ်းလျှောက်ခြင်းကမိဘအတွက်ကောသားသမီးအတွက်ပါရိုးရှင်းတဲ့အားကစားပုံစံတစ်ခုပဲမဟုတ်လားကျန်းမာရေးအတွက်အကျိုးရှိစေတာပေါ့နေ့စဉ်လမ်းလျှောက်ခြင်းကြောင့်သားသမီးရဲ့အိမ်ရေးဝခြင်းကိုလည်းတိုးတက်စေပါတယ်နော်နေ့စဉ်ပုံမှန်လမ်းလျှောက်နိုင်ရင်တောင်မှသားမိတွေကောင်းမွန်တဲ့အလေးကြီးလေးကိုတပတ်မှာတစ်ချိန်နှစ်ချိန်တော့အနည်းဆုံးလုပ်ဖြစ်ဖို့တိုက်တွန်းချင်ပါတယ်နော်တင်ယူနိုင်စွမ်းနဲ့တက်ကြွမှုအတွက်ကတော့တဘာဝပတ်ဝန်းကျင်အကြောင်းတွေကိုသားသမီးတွေနဲ့ပြောပြနိုင်ပြီးတော့တင်ယူမှုကိုတိုးတက်စေပါတယ်လမ်းလျှောက်တဲ့အချိန်မှာသားသမီးလေးတွေကပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာခြင်းကြောင့်မလို့အာရုံစူးစိုက်မှုကိုလည်းတိုးတက်စေပါတယ်ရှင်စီကံနဲ့တာဝန်ယူမှုအတွက်ကနေ့စဉ်အတူလမ်းလျှောက်ဖို့အချိန်သတ်မှတ်ခြင်းကလည်းသားသမီးရဲ့အတွက်စီကံရှိတဲ့ဘဝကိုသင်ကြားနိုင်ပြီးမိမိကိုယ်ကိုစောင့်ရှောက်တတ်အောင်အလေးအကျင့်ကောင်းကိုရစေပါတယ်သားသမီးရဲ့အတွက်တာဝန်ယူမှုစိတ်ကိုလည်းတဖြည်းဖြည်းဖွံ့ဖြိုးစေပါတယ်နော်မိဘနဲ့အတူသားသမီးတွေအတူလမ်းလျှောက်ခြင်းဟာရိုးရှင်းတော်လဲပဲအနာဂတ်အတွက်အရေးကြီးတဲ့အရင်းမြစ်တစ်ခုလို့ကျမကမှတ်ယူပါတယ်မမေတို့ရေမိသားစုအတွင်းချစ်ချင်းမေတ္တာတွေယုံကြည်မှုတွေကျမ်းမာရေးနဲ့သင်ယူမှုတွေအားလုံးကို
တပြိုင်နက်တည်းတိုးတက်စေနိုင်တဲ့အလေးကျင့်ကောင်းမလို့စံမီမီ page ကနေပြီးတော့ဝေမျှလိုက်ပါတယ်ရှင်မိသားစုတိုင်းကိုယ်စိတ်နှလုံးကျန်းမာချမ်းသာကြ၍နှွေးချွေးသောမိသားစုလေးမှာလုံခြုံအေးချမ်းကြပါစေရှင်